ကဲအားလုံးပဲမင်္ဂလာပါအဲ့ဒီတော့အညာသားအောင်ဆန်းနဲ့ဒေါ်ခင်ကြီးနဲ့ဘလူတွေညားခဲ့ကြတယ်လေကျွန်တော်တို့ကြည့်ကြည့်အောင်ဒေါ်ခင်ကြီးဆိုတဲ့အမျိုးသမီးอ่ะနော်သူကဒေါက်တာဘာသန်းနဲ့တွေ့ဆုံပြီးတော့ဒေါက်တာဘာသန်းရဲ့မရင်ငယ်ဘဝကိုစရောက်ခဲ့တာပေါ့ဒေါက်တာဘာသန်းရဲ့မယားကြီးနာမည်ရတယ်ခင်ကြီးပဲဗျထူးဆန်းတာကဒေါက်တာဘာသန်းရဲ့မယား2ယောက်လုံးอ่ะနော်ခေကြီးတွေကြီးပဲနာမည်တွေတူနေကြအဲ့ဒီအချိန်မှာနော်အညာသားအောင်ဆန်းတယောက်အပြင်းနေဖျားပြီးတော့နော်နတ်စမလေးဒေါ်ခေကြီးရှိတဲ့ဆေးရုံကိုရောက်လာတာပေါ့အဲ့ဒီမှာဘိုးကျော်အောင်ဆန်းနေမကောင်းဖြစ်တဲ့ခါကျတော့သူ့ရဲ့နော်မျိုးချစ်စိတ်ရှင်သန်ထက်မြက်ရာဆရာတဆူဖြစ်တဲ့ဆရာကြီးသခင်ကိုတော်မိုင်းဆေးရုံရောက်လာတဲ့တနေ့အဲ့ဆရာကြီးသခင်ကိုတော်မိုင်းရဲ့မိတ်ဆက်ပေးမှုတဲ့တူတူဘိုးကျော်အောင်ဆန်းနဲ့ခင်ကြီးတို့ယင်းနှီးသွားခဲ့ကြတာပေါ့နော်တဖြည်းဖြည်းနဲ့ယင်းလဲယင်းနှီးတာတဖြည်းဖြည်းနဲ့စစ်နေမြင့်လာပြီးတော့ဘိုးကျော်အောင်ဆန်းကနော်ဒေါက်ခင်ကြီးကိုမျက်စိကျခဲ့တာပေါ့အဲ့ဒါကိုသိတဲ့သခင်ကိုတော်မိုင်းကဒေါက်တာဘာသန်းနဲ့ပတ်သက်တယ်သူနဲ့ဘာညာရှိတယ်မင်းမလုံးနဲ့ဆိုရှင်းပြတယ်အောင်ဆန်းမင်းလက်လျှော့လိုက်သူမှလင်ရှိတယ်အဲ့ဒီလူတားနေတဲ့ကြားရကိုနတိုးကြိုးပြက်ဖြစ်နေတဲ့ကိုအောင်ဆန်းကြီးဟာဒေါက်တာဘာသန်းကြီးကိုသွားတွေ့တယ်ဗျနော်ကိုဘာသန်းကကျွန်တော်ခင်ကြီးကိုသဘောကျတယ်နော်ခင်ကြီးကိုလိုချင်တယ်နော်အဲ့ဒီချိန်ကတော့ဆရာမတချင်းလေဗျာဝေတော်ရာရောင်ကြီးထိတ်လေးတော်ပြီဘုံကျိုးပြတ်တဲ့မုန်းနမရီတရားကပူသည်ဆရာမကိုပဲသေးဆွေအောင်ချစ်တော်မီဆိုတဲ့နော်အဲ့ဒီတချင်းလေးရလို့ပေါ့ဗျာနော်နတ်စမလေးကိုမျိုးချစ်စိတ်ရှင်သက်ထက်မြက်ပါတယ်ဆိုတဲ့တခေအောင်ဆန်းတယောက်ဒေါက်တာဘာသန်းရဲ့မရင်ငယ်ခင်ကြီးဖြစ်တဲ့နတ်စမလေးကိုမရအောင်စတင်ပြီးတော့စူးစမ်းရင်းနဲ့ဒေါက်တာဘာသန်းရှိကသွားတောင်းပါလေတော့တယ်နော်သူ့ရဲ့ဘိုးချုပ်ဆိုတဲ့ခုံပုတ်ကိုအတုံးချပြီးတော့ဒေါက်တာဘာသန်းရဲ့မရင်ငယ်ခင်ကြီးကိုနော်သွားပြီးတော့အားလုံးဝိုင်းတားနေတဲ့ဂျားတွေကကိုဝါရင်းကာလာကြီးမှာလက်ထက်ယူခဲ့ကြတယ်ဗျာဝါရင်းကြီးမှာလက်ထက်လိုက်ပါတယ်